အာရှတိုက်မှာလည်းယူရိုပကနိုင်ငံတွေဖြစ်တဲ့ Switzerland, Ireland တို့လိုမျိုးစိမ့်လန်းဆိုပြီးလူတွေနေချင်းစပွဲဖြစ်တဲ့ပတ်ဝန်းကျင်မျိုးတွေကိုပတ်ဝန်းကျင်ရှိတဲ့နိုင်ငံတွေအာရှတိုက်မှာရှိရဆိုတာသင်သိပါလားအဲ့ဒါကတော့တောင်တန်းတွေဝင်းရနေတဲ့ဘူတန်နိုင်ငံပဲဖြစ်ပါတယ်ဘူတန်နိုင်ငံဟာဆိုခီးတွားတွေကိုကန့်တက်ထားခြင်းဖြင့်လည်းတဘာပတ်ဝန်းကျင်တွေကိုထိန်းသိမ်းကြပါတယ်ဒါပြီးရင်ဘူတန်နိုင်ငံကကမ္ဘာပေါ်မှာ traffic light မရှိတဲ့တခုတည်းသောနိုင်ငံဖြစ်ပြီးရင်ထိန်ရဲတွေကလာစီမံပွဲကြပါတယ်ဟိမွန်တာတောင်နဲ့ဒေတာမှာရှိတဲ့ဘူတန်နိုင်ငံရဲ့ယာတီဥတုဟာပြန်မြအားဖြင့်မြန်မာနိုင်ငံရဲ့စောင်းရာဒီလိုပဲအေးပါတယ်နိုင်ငံအေဒီယာရဲ့80ရာခိုင်နှုန်းလောက်ကိုတတော်ရီဖုံးမှန်းနေပြီးမှအဲ့လိုမျိုးတတော်ရီရီမီတော့တောင်ကြီးကောင်းတယ်လေဘူတန်လူမျိုးတွေကထိမ့်သိမ်းဆောက်ရှောက်ကြပါတယ်ခီးသွားတွေကိုကန့်တတ်ထားတာကိုကြည်ချင်းဖြစ်လေဘူတန်နိုင်ငံဟာငွေကြေးချမ်းသာမှုထက်ဝါပတ်ဝန်းကျင်အေဂျင့်တာယာမှုကိုဒါအရေးပေးတဲ့အလေးထားတဲ့နိုင်ငံလို့သိနိုင်ပါတယ်ထူးခြားတဲ့အချက်ကတော့ဘူတန်နိုင်ငံလို့ရက်ရှာကြည့်လိုက်လို့ရှိရင်ဒီလိုမျိုးပိတ်ဆရောင်စုံလေးတွေကိုကျိုးတန်းတွေမှာချိတ်ဆက်ထားတာကိုသိရတတ်ပါတယ်ဒီအကြောင်းရင်းကတော့ဘူတန်နိုင်ငံဘိုတာဘာသာထွန်းကားတဲ့နိုင်ငံဖြစ်တဲ့တယောက်တချင်းငါးပါးကိုအရင်းပြုပြီးချိတ်ဆွဲထားတယ်လို့သိရပါတယ်အခုပြောပြခဲ့တဲ့ဘူတန်နိုင်ငံလိုမျိုးတစ်ဘာပတ်ဝန်းကျင်စိမ့်လန်းဆိုပြီးနေပြီးလူတွေနေချင်းစပွဲဖြစ်တဲ့တစ်ဘာပတ်ဝန်းကျင်မျိုးကိုရှိတဲ့အာရှတိုက်ကနိုင်ငံအချို့ကိုတီးလို့ရှိရင်ကောမန့်မှာရေးသွားပေးလို့ရပါတယ်လူမျိုးစိတ်ဝင်စားစရာဗီဒီယိုလေးတွေကိုတင်ပြပေးမယ်အတွက်ဒီအကောင့်လေးကို follow လုပ်ထားဖို့ပြောချင်ပါကျေးဇူးတင်ပါတယ်အားလုံးပဲ bye bye see you next video